ကောင်းကင်မှာလင်းလက်နေတဲ့ကျဲတယ်အများကြီးရှိတယ်အဲ့ဒီထဲမှာငါမိသားစုအတွက်အလင်းလက်ဆောင်ကျဲပွင့်ဖြစ်ချင်တာငါမိသားစုအတွက်တင်းနေအတွက်အကုန်လုံးကနေကိုဒီအိမ်ရဲ့ဂျိုးစိုးလို့ထင်နေကြတယ်ဒါပေမဲ့နေရဒီအိမ်ရဲ့အလင်းလက်ဆောင်ကျဲလေးတစ်ပွင့်ဖြစ်အောင်စူးစမ်းနော်ငါနဲ့ဘယ်မှာအများရှိနေမှာနေကိုရဲ့ခြေထောက်မှာစတီယိုထည့်လိုက်ရတယ်လက်ဝိပြန်ထိုးဖို့အတွက်ဖြစ်နိုင်တယ်ငါတို့ကသူ့ကိုလေအထင်ကြီးပြီးအားပေးခဲ့ရတာခုတော့လက်ကားတွေဖြစ်ကုန်ပြီလားလက်ဝဲတော့လက်ဝဲသမားအောင်ဝဲချင်းမလေးသားလက်ဝဲသမားအောင်ငါလက်ဝိထိုးရမှနေတော့အခုလက်ရှိမြန်မာနိုင်ငံရဲ့ရွှေကပတ်ချန်ပီယံငါနာမည်စောနိုင်ရမယ်လို့စိတ်ဆုံးဖြတ်ပြီးသားဆိုမြင်မနိုင်ခဲ့ဘူးဆိုရင်တော့မှအကောင်းဆုံးရှင်ပြိုင်ခဲ့တယ်ဆိုတဲ့ဂုဏ်ပုတ်ကမြို့အမေကခေါင်းစီမှာတီးရတယ်ဘာလို့ရလဲဒီမှာမင်းပွဲဆောက်ကဘာမှမလုပ်တော့ဘူးဒီဘက်ညီလေးမူပြက်နေရတော့ကိုယ်သတိထားမိတယ်အဲ့ဒါကိုလည်းနှင်းတွေတတိထားမိရဲ့မင်းတကယ်ပဲမဖောက်ပြန်ခဲ့ဘူးဆိုတာသိကြတာလေကျွန်တော်လှုပ်ချင်ခံရဘူးရဲ့ကြည့်ရတာသူတို့ညောက်ပေါင်းပြီးမင်းကိုမကောင်းတာချမ်းစီတာသိကြတယ်ပြီးတော့ဒီဓာတ်ပုံအသက်ထွန်းဆွဲကောင်ရိုက်တာအိမ်အောင်တဲ့မိမတယောက်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့သားသမီးကိုချစ်တဲ့စိတ်စိုးရိမ်တဲ့စိတ်ကြောင့်ပူရပြီးလို့ရှိရင်ကိုယ့်ယောက်ျားကိုတခြားမိမတယောက်နဲ့ရှင်တွဲပြီးမြင်ရတဲ့ဘူကပိုကြီးတယ်သားရဲ့ငိုပါနဲ့နေတော့ရဲ့ဒီထွက်သွားတော့အများကြီးကြောင်နေအမြင်တော့ငါရင်ထဲမှာတကယ်စိတ်မကောင်းဘူး